နောက်ကိုင်းမှာလည်းအဲ့လိုမျိုးထက်ကျန်းအောင်ပဲပေါ့နော်ထက်ကျန်းဖို့ဆိုပြတဲ့အားပေးကြမယ်လို့လည်းမျှော်လင့်ဟုတ်ဒီနေ့အောက်တိုဘာလောက်ကိုကျွန်တော်လက်ဒက်ဒီအိန္ဒိယမှာသွားစီးဖို့လုပ်တယ်နော်အဲ့ဒါပြီးလို့ရှင်တော့ဒီနေ့တော့အဲ့ဒါစီစဉ်ထားပါတော့နောက်နေ့ထင်မှာတော့ဒါထိုင်းတို့လာအိုတို့ကမ္ဘောဒီးယားအဲ့လိုမျိုးလေးတော့ဒါစိတ်ကူးထားပါမှာဟုတ်အရင်စိတ်ဝင်စားလို့အရင်ကြည့်ချင်လို့လာပြီးတော့အားပေးတာဟုတ်ဟောဒါထွေလာလေးရောကြည့်ဟုတ်ကြည့်ပြီးသွားရေဒီလိုလေးပေါ့တော့ကြားပြီးပဲပေါ့ကြားပြီးပါအော်ဒီရီယာရိုက်တဲ့ကားတွေဆိုလို့ရှိရင်တော့များများ quality ဖြစ်တယ်တကယ်လည်းကောင်းတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းရန်စိတ်ဝင်စားရပြီးတော့ကိုတိုင်ရုံတို့လည်းအားပေးချင်တယ်ပြီးတော့ကျွန်တော်တကယ်ချင်းနေထူးတို့လည်းအားပေးချင်လို့လာပြီးတော့တက်ရောက်ဖြစ်တာပေါ့စိတ်တိုင်းကြပါတယ်ကျွန်တော်လုပ်ချင်ခဲ့တဲ့ character ပြီးတော့ကျွန်တော်ရိုက်ချင်တဲ့ကားကိုခုလိုမျိုးရိုက်တဲ့အချိန်မှာလည်းပရိသတ်ကလည်းတကယ်ဟိုအားပေးကြတွေ့ရတယ်ပြီးတော့မနေ့ကဆိုလို့ရှိရင်လည်းရုံပြည့်ရုံရှံပေါ့နော်ဆိုတော့အရန်အားရှိရယ်ဆိုတော့ထပ်ပြီးတော့လည်းလောရမယ့်ခြေလမ်းတွေအတွက်လည်းအများကြီးခွန်အားကြီးဖြစ်ရပါတယ်ဟုတ်ခြေတက်တာပေါ့မှာနောက်ထပ်ကားတွေဆိုလို့ရှိရင်တော့ကျွန်တော်အခုတော့ဒါစကားပြောကြည့်နေပေါ့နော်2029ထဲမှာတော့အခုရနေပြီး plan လုပ်ပြီးတော့ preparation လုပ်ပြီးတော့2029ထဲမှာတော့အကောင်းဆုံးတကားကိုတော့ရိုက်ဖို့စီစဉ်တယ်ဟုတ်တရေကားလည်းဖြစ်တယ်ပြီးတော့ထူးခြားဆိုင်ကယ်ရောတရေရောပါတယ်ဆိုတော့လူတိုင်းလည်းစိတ်ဝင်စားကြတယ်လို့ထင်တယ်ဆိုတော့ကြည့်တဲ့အချိန်မှာလည်းအချို့ဝေဖန်ထောက်ပြလေးလည်းရှိရဆိုတော့ကျွန်တော်ပြန်ကြားရပါတယ်ဆိုတော့ဒီဘက်ဒီလက်တရေမှာလိုအပ်ချက်တွေကိုပြင်ဆင်ပြီးတော့နောက်ကားတွေမှာဒီချက်ပို့ပြီးတော့ကောင်းတဲ့ quality မျိုးဖြစ်အောင်ပို့ပြီးတော့ပြည့်သက်ပို့ချိုင်းမဲ့ဟာမျိုးကောင်းလို့စူးစမ်းတော့ပါမယ်လို့ပြောချင်တယ်ဆိုင်ကယ်ကတော့များသောအားဖြင့်ကျွန်တော်အဖွဲ့ကလည်းအများကြီးကူညီပေးတယ်ကျွန်တော် MC ကလည်းအများကြီးကူညီပေးပြီးတော့တခြားဆိုင်ကယ်အဖွဲ့တွေအကုန်လုံးအများကြီးကူညီပေးရပေါ့နော်အဲ့ဒီကဆိုလို့ရှိရင်ကျွန်တော်ပြောသလိုပဲပေါ့နေပြည်တော်ကလာရလူရှိရယ်မန်လေးကလာရလူရှိရယ်ဆိုတော့အားလုံးရဲ့ပတ်မုန်းကူညီမှုတွေကြောင့်ဒါဒီကပို့ပြီးတော့အရာချင်သွားတာပေါ့နော်ဆိုတော့နောက်ကိုင်းမှာလည်းအဲ့လိုမျိုးထက်ကျန်းအောင်ပဲပေါ့နော်ထက်ကျန်းဖို့ဆိုပြတဲ့အားပေးကြမယ်လို့လည်းမျှော်လင့်တယ်ဟုတ်ဒါပေမဲ့အခုနောက်ပိုင်းတော့နည်းနည်းအဲ့ဘက်ကို break လုပ်ထားတာပေါ့နော်ဆိုင်ကယ်လည်းအရင်တော့မစီးပြဘူးစီးမယ်ဆိုတော့မှဒီနိုင်ငံတွင်းမှာတိတ်မစီးပဲတခြားနိုင်ငံမှာသွားပြီးတော့စီးဖို့ plan လုပ်နေပေါ့နော်ဒီနှစ်ထဲမှာဆိုတော့အဲ့လိုမျိုးဆိုတော့ဒီဘက်အခုလောဆရာတော့အလုပ်တွေပဲပူဦးစားပေးနေဟုတ်လောဆရာကတော့အခုဒီနေ့အောက်တိုဘာလောက်ကိုကျွန်တော်လက်ဒက်ဒီအိန္ဒိယမှာသွားစီးဖို့လုပ်နေနော်အဲ့ဒါပြီးလို့ရှင်တော့ဒီနေ့တော့အဲ့ဒါစီစဉ်ထားပါတော့နောက်နေ့ထဲမှာတော့ဒါထိုင်းတို့လာအိုတို့ကမ္ဘောဒီးယားအဲ့လိုမျိုးလေးတွေတော့ဒါစိတ်ကူးထားပါပေါ့မှာဟုတ်အဖွဲ့လိုက်တော့မလားတရားပေးတာအဖွဲ့လိုက်တော့ဖို့စီစဉ်ထားဟုတ်ကျွန်တော်အဲ့လိုမျိုးကျွန်တော်ကလည်းအဲ့ဆိုင်ကယ်နဲ့ပဲတင်နေဆိုင်ကယ်နဲ့ပဲဟိုဖြစ်နေဆိုကျွန်တော်ရဲ့ social media ကလည်းကြည့်လို့ရှိရင်အဲ့ဆိုင်ကယ်နဲ့ပတ်သက်တဲ့ဟာတွေပဲပေါ်နေတာဆိုတော့တခုပြီးတနေရာသွားချင်တာပေါ့နော်အဲ့လိုကိုယ်မပေါ်လာဟာဒီနေရာလေးဘယ်နေရာလေးလည်းမသိဘူးဆိုတော့တည့်ရလူတွေပြန်ပေးရမေးပြီးတော့မှအဲ့နေရာဆိုရှင်ဆိုအဲ့နေရာလေးသွားချင်တယ်ဆိုလိုက်ကြမလားဆိုပြီးတော့ plan လုပ်ပြီးတော့အဲ့လိုလေးပေါ့စီစဉ်ထားတာပေါ့ဟုတ်အကုန်လုံးသွားချင်တယ်နိုင်ငံနဲ့သွားချင်တယ်ဒါပေမဲ့အလုပ်လဲလုပ်အောင်ပါလေနော်အဲ့ဒါပဲလုပ်လို့လည်းမရအောင်ဆိုတော့အလုပ်လဲလုပ်ရင်းနဲ့ကိုဝါသနာပါလေးလည်းလုပ်ရင်းနဲ့အဲ့လိုလေးပဲကိုလို့ချင်တယ်လုပ်ပြီးတော့ပဲအချိန်ကုန်သွားချင်ဟုတ်ဘာမှမဟုတ်တာဘာကိစ္စကိစ္စကိုတော့ပတ်စံလေးတော့ဆိုရမယ်နော်ဒီလိုပါပဲရှာလိုက်တုံးလိုက်ပဲပေါ့ကိုဝါသနာပါလုပ်ရင်းနဲ့ကိုဝါသနာပါရဲ့ဟာကိုထပ်တူလိုက်ပြီးတော့ခံစားပေးမဲ့လူလိုက်ချစ်ပေးမဲ့လူရှိရင်တော့လေတူတော့ဗတ်ထက်တွင်းစဉ်းစားတော့ပေါ့အခုတော့အဲ့လိုမျိုးမရှိသေးပါဟုတ်လန်တေးရဲ့လည်းခုလက်ရှိယုံတင်နေရဲဆိုတော့မကြည့်ရသေးတဲ့လူတွေရှိလို့ရှင်လဲတွားပြီးတော့အားပေးဖို့အတွက်မျှော်လင့်တယ်ကျွန်တော်လိုအပ်ချက်တွေဒါပြီးတော့ကောင်းကျိုးဆိုးကျိုးပေါ့နော်အကုန်လုံးကိုဝေဖန်ထောက်ပြပေးကြပါလို့အဲ့မှာလည်းကျွန်တော်နောက်ကိုင်းမှာပြင်ဆင်စရာရှိရပြင်ဆင်ပြီးတော့ပြည်သက်တို့အကောင်းဆုံးလုပ်နိုင်မှာပေါ့ဆိုတော့အားလုံးပဲအားပေးကြပါအောင်ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ